အားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာပါကိုလင်းရေးတဲ့မင်္ဂလာပါဗျာညာညာမှာဘရိုတဲ့ဟုတ်ကဲ့ပါဒီနေ့တုံညာကိုပေါက်ရလားဒီညနေတုံညာကိုပေါက်ကြရလားအားလုံးပဲမင်္ဂလာပါညနေတုံညာကိုပေါက်ကြရလားတုံညာပေါက်ကြရလားမင်္ဂလာညချမ်းပါတဲ့ဒါပြောချင်းချမ်းမြေ့ပါစေကိုလင်းဟုတ်ကဲ့ပါနိုးပါတော့ပေါက်ပါဒါစတာပါဗျာကိုကြီးလည်း line မတက်လိုက်တာကောင်းမှာမပေါက်ပါတဲ့ဟိုချက်ကနော် line မလွတ်လိုက်တာလည်းကောင်းမှာ line လွတ်နေလည်းကနန်းလွတ်နေဦးမှာလေနော်အားကြောင့်ကိုလည်းဒီနေ့ကြံအတက်လေးကိုနည်းနည်းပြင်ထွက်လိုက်တယ်ဗျာနော်ဒီနေ့အပြင်ကိုထွက်လိုက်တယ်ပေါ့ဗျာကဲဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေဝင်လာမယ်ဝင်လာမယ်မင်္ဂလာပါကိုလေးမင်္ဂလာပါဗျဝင်လာမယ်ပေါက်ကိုလင်းရေးတဲ့သုံးလောက်ပို့တဲ့ကိုလေးမျိုးလုံးပါပြလို့လဲဘာမှမဖြစ်ဘူးဘာမှဖြစ်နေနေဒီနေ့နေဘူးလဲတော့နေနေများလို့နေနေမျက်ရိုးကိုက်လို့အားကိုရပါတယ်တဲ့ကဲဝင်လာမယ်မျိုးတွေမင်္ဂလာပါတဲ့မင်္ဂလာပါဗျနတ်ကိုတရားတဲ့ညနေကိုနေရာဝပေါက်ပါတယ်ဘလို့ပေါက်လဲတော့မသိဘူးเนาะကျွန်တော်တော့လိုက်မလွှင့်ဘူးမနေ့ဒီနေ့တနေ့လုံးဘလို့ပေါက်လဲတော့မသိဘူးကြောက်ဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေအားလုံးပဲဝင်လာမယ်ဗျအားလုံးပဲကျွန်တော်တို့တွေဒါလိုက်မတက်တော့မရဘူးလေတဲ့လိုက်မတက်တော့မကုံတော့ဘူးပေါ့ဗျာဒီနေ့ပေးလဲလွဲမှာပဲလေဒါဒီနေ့ပေးလဲလွဲမှာပဲနော်တုံညာထွက်တာကြတော့အဆင်မပြေဘူးခုမှလွင့်လာလားဟုတ်ပါတယ်ကျွန်တော်အခုမှလွင့်ပေးတာပါမင်္ဂလာပါတဲ့ဘာလို့စကားနှစ်သိမှာပြောချင်တာပါစားတာပါဘာလို့လိုက်မလွင့်တာလဲဆိုတော့ဘာမှမဖြစ်ဘူးလေဒီနေ့တကြံအတက်နေကဲတယ်လေဗျာကျွန်တော်လည်းပြင်ထွက်ချင်တာပေါ့တကြံအတက်နေနော်ကျွန်တော်ဒီနေ့ရန်ကုန်ဆင်းလာတာခုနမှပြန်ရောက်တာကျွန်တော်ပတ်သက်ဘူးရန်ကုန်ကျွန်တော်ထောက်ချက်မှာလာကဲပလိုက်တယ်ဗျာTikTokမှာတော့ကျွန်တော်တင်ပေးထားသေးတယ်ဗီဒီယိုလေးကဲကြနေရမရှိဘူးဖြစ်နေရန်ကုန်ကဒီညနေပိုင်းကကျတော့16လမ်းမှာတော်စီတယ်ပြောတယ်ဒါပေမဲ့ကိုညနေပိုင်းနေလို့မရဘူးလေကျွန်တော်ပြန်လစ်တာဆိုတော့မသိဘူးဆိုတော့မနက်ကမနက်စောကြီး4 နာရီလောက်ထမောင်းလာတယ်ရန်ကုန်မိုးလင်းတော့ရောက်တယ်ရောက်တော့ကျွန်တော်တို့ဒါတစ်နေ့လုံးနော်ထောက်ချက်ဝါတာဘောမှာကဲတယ်ပြီးရင်ပြည်သူ့ရှင်မြန်မာကဲတယ်ပြီးရတယ်ကျွန်တော်ပြန်မောင်းတာခုနမှပြန်ရောက်တာလိုင်းမလို့တော့သားရေဖင်လန်နေရရုပ်တုကတပုံစံနဲ့ပဲဟုတ်တယ်ကျွန်တော် live မလွှင့်နေဆို live ပေါ်မှာကျွန်တော်အကောင့်တူတွေအများကြီးပဲနော်ကြည့်နေကြဆိုတော့ရှာတာဘောတယ်ဟုတ်ကဲ့ပါအေးစေးပဲလေတကြံပြီးရင်ကျွန်တော်တို့နှစ်သက်မှာကျွန်တော်တို့ဒါအလုပ်သေးချာပြန်လုပ်ကြမယ်လေနော်ဒါမနက်ဖြန်စပြီးတော့ကျွန်တော်တို့ဒါအလုပ်ကိုတေချာပြန်လုပ်ကြမယ်ပေါ့နော်တေချာလေးပြန်လုပ်ကြမယ်ပတ်စံရှာကြမယ်ပေါ့ဗျာနော်ဒီနေ့တက်နေရတော့ကျွန်တော်အကျွန်းနေလည်းဘယ်မှမသွားဘူးအကြားနေလည်းဘယ်မှမသွားဘူးအကျန်းနေလည်းဘယ်မှမသွားဘူးအတက်နေတော့ကျွန်တော်ထွက်တယ်ဗျာထွက်ချင်လို့ထွက်တာအပြင်နော်အပင်မကန်ထွက်တာညောင်းချီနေရဘလေးတဲ့ကြမ်းအချိန်ဗရိတ်ပေးပါဦးနဲ့ဟုတ်ကဲ့ပါကဲဝင်လာမယ်ရင်ဘက်က10ပရိတ်က6နှစ်ကို3000မှုရတယ်ကိုလင်းရေးတဲ့ကျွန်တော်မေးတာရှေ့တစ်ဘက်က6ပရိတ်ကြောင်းမေးတာပါ3ပရိတ်6ပရိတ်မဟုတ်ဘူး3ပရိတ်10ပရိတ်နော်ကျွန်တော်တမနေ့ရှေ့တစ်ဘက်တောက်ကြညနေကပြောခဲ့တယ်ကျွန်တော်ဗရိတ်ကလေးတွေကို
ပရိတ်ဒီကိုမထိုးနဲ့ကိုလေးရွေးပေးထားတဲ့ကနန်းလေးထိုးပေးပါလို့ပြောပြီးသားအဲ့ဒါကိုစတာပါပေါက်ကြရဲ့လားလို့တနင်္လာနေ့မှာပြန်စမယ်သားလေးဟုတ်တယ်ကဲဝင်လာမယ်မျိုးတွေဝင်လာမယ်ဝင်လာမယ်3ညဘရိတ်ကိုလိုက်တာ9ဖို့ရတယ်တဲ့နော်ဘရိတ်ကဒီနေ့လာထွက်တယ်ပေါ့ဗျာနော်9ဘရိတ်3ညဘရိတ်အပူဆို3ည3ညတကယ်လဲလာတယ်ဒါကျွန်တော်မပေါက်ပါဘူးကျွန်တော်ဒီနေ့နှလုံးကြီးမထိုးဘူးကျွန်တော်မထိုးလို့ကျွန်တော်နှလုံးကြီးလိုက်မလွင်ပေးတာအတဲပဲပြောတာနော်ကျွန်တော်မထိုးဘူးဒီနေ့ဖောင်းပြီးတရက်အပူထွက်ဆိုတဲ့ပုံစံဖြစ်တယ်နော်တကယ်လဲထွက်တယ်ဒီ formula ကြီးပြန်မှန်လာပြန်ပြီနော်ညမလေးလိုက်တာ9ဖို့ရပါတယ်ဟုတ်ကဲ့ပါကဲဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေမနေ့ကကျွန်တော်တကွာကောင်းလေးပေးရှင်တယ်ဗျာကြရင်စော့ကြည့်ဖို့မကြရင်မစော့နဲ့နော်ကျွန်တော်ကြိုက်ကလေးကိုနော်တကွာကောင်းဆိုတာကို3ညထွက်ပြီးရင်မွေးထိုးရမယ်ကနန်းလေးတစ်ကွက်တော့ပေးရှင်တယ်ဟဲ့ရှင်းတစ်ပတ်ကျွန်တော်အဲ့လိုမျိုးနော်ထွက်ပြီးရင်ဝေကနန်းဆိုပြီးတော့ပေးတယ်499လေးထွက်တာပဲအဲကြောင့်အခုကျွန်တော်ပဲတောက်ကြမှာမွေးကနန်းလေးတစ်ကွက်ပေးမယ်ဗျာကြားရင်ထိုးပေးတတိယတဲ့ကိုလင်းဟေးတဲ့ဒီလိုပါပဲအားလုံးတတိယနေပါတယ်ကဲဝင်လာမယ်မျိုးတွေဝင်လာပြီဆိုတော့ channel လေးကို subscribe မလုပ်ရသေးတဲ့လူတွေ channel လေးကို subscribe နေပြီးသားပါနေပြီးသားကိုရီမတွေကလည်းဒီဗီဒီယိုလေးကို2D နဲ့ပတ်သက်တဲ့နေရာမှာ share လို့ရတာမှာ share ပေးပါမျှဝေလို့ရတာမျှဝေပေးကြပါနော်ကိုလုံးချစ်တဲ့ကိုလုံးအားပေးတဲ့ဆိုရင်လက်မလေးတစ်ချက်စီနှိပ်ပေးထားမယ်နော်လက်မလေးတစ်ချက်စီနှိပ်ပေးထားမယ်ကဲဝင်လာမယ်မျိုးတွေဝင်လာမယ်ဝင်လာမယ်6နှစ်ကို900ဖို့ရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်ရှေ့တစ်ဘက်ကဒါအကောင်းဆုံးကျွန်တော်လုပ်ပေးခဲ့တယ်เนาะရှေ့တစ်ဘက်ကဒါမနေ့အဆင်ပြေတယ်เนาะဒါပေမဲ့တော့ထားလိုက်တော့เนาะကျွန်တော်တို့ဒါမြန်မာနှစ်ပေါ့မြန်မာနှစ်ကုန်ပြီပေါ့ဗျာနောက်ကနှစ်စန်း1ရက်နေ့เนาะဟောမင်္ဂလာလေးရှိကြမယ်ဘလေးရန်လန်းနေတယ်မလန်းဘူးဘာမလန်းဘူးเนาะဒီဦးလည်းတော့မြောက်မျက်ရိုးကိုက်လို့မျက်မှန်ပြန်တက်ထားတာเนาะဒါလည်းအလားမျက်မှန်မဟုတ်ဘူးเนาะကျွန်တော်မြေရိုးကိုက်တက်တဲ့မျက်မှန်เนาะစင်အားကိုယုံကြည်ပါသားရေဟုတ်ကဲ့ပါညီလေးအိမ်တော်မရှိဘူးလားနောက်နဲ့ကိုလေးနှစ်သက်မှပေါက်ချင်တယ်ကျွန်တော်စူးစမ်းပေးပါမယ်အကောင်းဆုံးเนาะကျွန်တော်ပြောပြီးသားကျွန်တော်တို့တွေဒါမနှက်ဖန်စပြီးတော့ကျွန်တော်တို့တွေဒါအကောင်းဆုံးနေစူးစမ်းကြမယ်ပေါ့ဒီတစ်ဘက်ကလည်း sorry လို့သိမရှိပါဘူးအကြံပိတ်ရက်နဲ့ဆိုတော့လေဗျာကျွန်တော်တော့မထိုးဘူးဒီနေ့တနေ့ကိုကျွန်တော်တို့မထိုးဘူးအဲ့ဒါမထိုးလို့ကျွန်တော် live မလွှင့်ပေးတာ6နှစ်ကို4တောင်မှုပေါက်ပါတယ် okay ပေါက်ရမယ်လေပေါက်ရမယ်လေကဲဝင်လာမယ်ဘယ်တွေရောက်ကုန်လဲကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေအားလုံးပဲဝင်လာမယ်ဘယ်တွေရောက်ကုန်လဲမရှိဘူးဆိုတာသိပြီးသားအဲ့ဒါကြောင့်ကျွန်တော် live မလွှင့်တာမနေ့ကမနေ့ကဖြစ်တဲ့ဒီနေ့ပေါ့အားဆိုတော့တကြံနဲ့ပျော်နေတဲ့လူတွေများတယ်ကဲနှလုံးကြီးထိုးရလည်းသိမရှိဘူးနော်ကျွန်တော်စိတ်ပူနေပါစေကျွန်တော်ရောင်းတဲ့သူလည်းမရှိဘူးညီအဲ့ဒါကိုပြောတာလေရောင်းတဲ့သူလည်းမရှိဘူးအားကြောင့်မလို့ 3D ကနှစ်ထိပ်ပဲတူတယ်နော်ကျွန်တော်အဲ့လက်ကနန်းပေးတယ်ကျွန်တော်ရဲ့မိတ်ဆွေရလဲချက်ကနဲ့234တဲ့ကျွန်တော်ကြောင်းသားအန်ဒီတို့တော့နောက်နေရလားမဟုတ်ဘူးတဲ့234တဲ့ကျွန်တော်တို့ထိုးလိုက်တဲ့ချက်ကနဲ့တော့ကျွန်တော်ထိုးပါချက်ကနဲ့တော့ဟာကဲနေပါမဟုတ်အော်နေပါဆိုတော့ဘယ်လိုပြောရမလဲအစီနီယာတိုင်းပြပြောလို့မရပါမယ်234တဲ့နော်နှစ်ထိပ်စီတော့တူတယ်ပေါ့ဗျာနော်ကဲဘယ်သူတွေရှိကြလဲတကြံအတက်နေညမှာဘယ်သူတွေရှိကြလဲ6နှစ်ကို9000မို့ပေါက်ပါတယ်မောင်လေးတဲ့4000မို့ပြန်လူလိုက်တယ်သာဓုနော်33ခွန်ဆိုရင်နှစ်ခွန်ထွက်ပါ33ခွန်ထိုးတာနှစ်ခွန်ထွက်တယ်နော်ရင်တော်ကောင်းတယ်နော်ချဲကတော့ကန်တရားပါဗျာ
ခဲဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေဝင်လာမယ်ကျွန်တော်လူစုံရင်ပြောစရာလေးရှိတယ်ဒီညဘာလုပ်ရမလဲဆိုတာပြောစရာလေးရှိရနော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုကျွန်တော်လည်းဒီညလုပ်မှာဖြစ်တဲ့အတွက်ဒီညကိုလုပ်တဲ့နာလေးကျွန်တော်ပြောပါမယ်လူစုံရင်ကျွန်တော်ပြောမယ်နော်လုပ်စေခြင်းနဲ့ဗျာလူငယ်ရောလူကြီးရောနော်ခொနည်းသားကြီးမှန်များလုပ်စေခြင်းနဲ့ဗုဒ္ဓဘာသာမှန်သမျှဗုဒ္ဓဘာသာလူမျိုးမှန်သမျှဒီညကျွန်တော်တို့တွေကုသိုလ်ကောင်းမှုအကြီးလုပ်မယ်နည်းနည်းလေးတော့နည်းနည်းခွန်ထွက်တယ်အိုးရင်နာဘောကောနော်အနေကဘာလို့မတက်တာသားလင်းရေတဲ့အနေကဘာလို့မတက်တာလဲဆိုတော့ဘောဒီနေ့လားဒီနေ့မနေ့ကညရဲ့ဒီနေ့ရဲ့ဘာလို့လိုက်မလွတ်နိုင်လဲဆိုတော့တကြံရကြီးဖြစ်နေတယ်နှလုံးဒီမထိုးကြဘူးလို့ထင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းမထိုးဘူးเนาะဒါအဖွဲ့ဝင်တွေကိုကျွန်တော်ပေးထားတဲ့ဇာတုပတ်တီးအောင်ကျွန်တော်မနှက်ဖန်မှာစပြီးထိုးမှာဒီနေ့လုံးဝမထိုးဘူးเนาะထွက်လာခဲ့တဲ့ကျွန်တော်ခံရမှာပဲဒါမထိုးတဲ့အကြောင်းပြောပြတာเนาะမထိုးတော့ကျွန်တော်လိုက်မလွတ်လားအိုက်တယ်လုံးမယ်တဲ့ဘုရားလုပ်ပဲမဟုတ်လားဟုတ်ကဲ့ပါအမှန်လေးနဲ့ချောနေမချောပါနဲ့ဗျာမျက်မှန်တက်တာဝါသနာပါပါဒီနေ့ကနည်းနည်းထွက်ပြီးကဲတာများတော့နည်းနည်းလေးဒီမှာအခု6တွေကြိုက်ခဲနေနော်ပသိမ်နဲ့ရန်ကုန်နေရင်းမြန်မောင်းနေရန်ကုန်မှာလည်းပတ်တယ်ဗျာအဲ့ဒါရဲ့ပြည်သူရင်မြင်ထဲမှာတစ်ချက်တော်တော်ခံစားသွားရတာဗျာဟာရှောက်ရတာဗျာကားတွေကလည်းလမ်းပေါ်မှာရပ်ထားခဲ့ရတာပါကင်နေရတော့မရှိဘူးလမ်းပေါ်မှာရပ်ထားခဲ့ရတာနော်ရန်ကုန်သားတွေသိမှာပေါ့ကျွန်တော်နဲ့ဟွာလောက်ပြန်ဆင်းတာ2နာရီခွဲလောက်ကျွန်တော်ဒီကိုပြန်ဆင်းတာညနေ9:00လောက်မှရောက်တာညနေလောက်မှရောက်ရှင်မိုးချိုလူကအိတ်ချင်းနဲ့ပင်ပန်းပြီးတော့ဒါဖြစ်သေးပါဘူးလေဆိုပြီးတော့လိုက်လွှင့်လိုက်တာပါဘိုးကြီးမတွေ့တာဘွားကိုပြက်လို့လေကျွန်တော်မတွေ့နှလုံးလေးမထိုးနဲ့အဲ့ဒါအကောင်းဆုံးပဲနော်ကိုလေးလိုက်မလွှင့်တော့တဲ့ဒူးတီမထွက်ဘူးထင်တာတဲ့ဒူးတီထွက်တယ်နော်လိုက်မလွှင့်တာတချင်ရက်ဖြစ်နေလို့မထိုးထင်လို့မလွှင့်တာထိုးကျင်တဲ့လူတွေကရှိသေးတယ်နော်ခဲဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေအားလုံးပဲဝင်လာမယ်ဗျာဝင်လာမယ်ကျွန်တော်မှတွေ့တယ်တဲ့ရေစော့နေကြတာဟုတ်တယ်အဲ့ဒါကျွန်တော်ထောက်ချက်ရဲ့ဝါတာဖုန်းပေါ့နော်အဲ့မှာသွားပြီးတော့ကိုလည်းဗျာတနေ့လုံးအလုံးနဲ့လုံးမနေရလေးရှိတော့ကိုလည်းနည်းနည်းပျော်ချင်တာပေါ့ဗျာနော်တရက်တည်းမှာနားလည်ပြီးပါနော်ဒါပေမဲ့ကိုလေးလုံးဝမတောက်ဘူးနော်လုံးဝမတောက်ဘူးရှင်းတဲ့ငရဲမယူဒီနေ့တကြံမှာလုံးဝကိုလေးငရဲမယူအပြင်မထွက်တဲ့ရက်တွေမှာတရဏဂုံလေးစိတ်တယ်အေးချမ်းချမ်းပဲအိမ်မှာစားလိုက်အိတ်လိုက်ပဲနေတယ်တကြံအတက်နေတော့ထွက်ချင်တယ်အိမ်ကမိသားစုတွေကသွားချင်တယ်ဆိုတော့ရန်ကုန်ဆင်းလာတယ်ရန်ကုန်မှာဒါကြောက်လေတယ်ပေါ့ဗျာဒီလောက်ပဲနော်တောက်တာစားနိုးနော်ကိုရီးယားနှစ်တိုင်းကုသိုလ်ရပြီးတော့နှစ်တိုင်းမတောက်ဘူးရှုပ်လို့သာဓုပါတဲ့ဟုတ်ကဲ့ပါဒါမဲ့ဗျာအခုဒီလိုပျော်ပွဲရှင်ပွဲတွေမှာကြီးလိုက်ရင်နော်ယောက်ျားလေးမိန်းကလေးအကုန်တောက်တာပဲနော်ကျွန်တော်လူကောင်းမှလို့မပြောပါဘူးကျွန်တော်လည်းရင်တော့တောက်တာပါပဲနော်ကျွန်တော်ကမတောက်ဘူးဆိုတာနှစ်ချီနေပေါ့ဗျာမတောက်တာအရှင်းပေါ့နော်တော်တောက်ကြရနော်အခုလူငယ်လေးတွေမိန်းကလေးတွေယောက်ျားတကယ်ပိုဆိုးတော့မူးပြဲနေရတာတောက်ကိုရီးယားတော့ယူရီးယားဗာလဲမနက်ကအဲ့ဝါတာပေါ်မှာစားတာယူရီးယားအမို့ထောင်းလေးရယ်ကြာတန်ကြိုလေးရယ်စမ်းကစ်ကလေးရတောက်ပြီးတော့ကုန်းလေးစားပြီးတော့သူများတွေပျော်နေတာကိုကြည့်ပြီးတော့ဒီလောက်ပဲနော်သာဓုကမောင်လေးရဲ့ကလေးတွေကဟုတ်တယ်နောက်တက်တွေပို့ဆိုးတယ်ဗျနောက်တက်တွေကတောက်တာကျန်းတယ်နော်နောက်တက်တွေကတကယ်ဆရာကြီးတွေကြီးပဲနေကလေးရယောက်ျားလေးတွေဆိုးတယ်တဲ့။ဒီလိုပါပဲဗျာ။သူတို့တောက်နိုင်ကြတာပေါ့ဗျာ။မိန်းကလေးတွေပိုတောက်တယ်ဟုတ်တယ်။တချို့မိန်းကလေးတွေကျွတ်စင်ကြီးတွေနော်တောက်ချက်ကယောက်ျားလေးကတစ်ခွက်မကုန်သေးဘူးသူကတစ်ခွက်ကုန်သွားပြီဆိုပြင်နော်။ကဲဝင်လာမယ်ကျွန်တော်ရဲ့ဘောဒီမိတ်ဆွေတွေအားလုံးပဲဝင်လာမယ်။ကြားလာမင်္ဂလာရှိတဲ့အသားရေးတဲ့တာတို့ကသားရေးရမ်းချစ်သွားပြီကိုရေးတဲ့။
တောက်ဘူးဆိုလို့ကျွန်တော်ကမတောက်တာအရှင်းကိုမတောက်တာအခုမှမဟုတ်နှစ်ရှိပြီနှစ်ဟွာတော့ဖြစ်သွားပြီအနည်းတော့နှစ်ချင်းနေပေါ့ဗျာအတိအကျတော့မသိဘူးနှစ်ချင်းမတောက်ဘူးအရှင်းမတောက်တာကိုရရှင်းတယ်ဘားသွားလဲမတောက်ဘူးစားကျင်တာစားပြီးထိုင်းနေတယ်ရှင်းနေလုတ်ခဲ့ပြီးသွားပြီလေဗျာမကောင်းမှုဆိုတာလုတ်ခဲ့ပြီးသွားပြီနော်အများတိုင်းလုံနေမယ်ဆိုရင်ပုံမကြောက်ဘူးလေဗျာနော်ဖះမကြိုက်မိဘမကြိုက်တာတွေမလုပ်ပါဘူးကောင်းဆုံးနေထိုင်နေဗျာတရေပေါ်သေးနဲ့နီးတာတဲ့ဘဲမှမသွားဖြစ်ပါတဲ့တောက်လဲမတောက်တတ်ပါရှင်းတယ်ဟုတ်ကဲ့ပါကောင်းတာပေါ့ဗျာကောင်းတာပေါ့ကဲဝင်လာမယ်လက်မနေရသေးလက်မလေးနှိပ်ထားမယ်အမျိုးတွေအားလုံးပဲဝင်လာမယ်တော့မိန်းကလေးတွေကရင်ကားလို့မဟုတ်တော့ဘူးတဲ့ယောက်ျားလေးလက်လျှော့ရတယ်တဲ့ဟုတ်ကဲ့ပါကိုလင်းနဲ့ဗျာကိုလင်းမနက်ကမလင်းဘူးနော်မလွင်ဘူးခင်ဗျာကျွန်တော်ရန်ကုန်ရောက်နေတာပါမနက်ကကျွန်တော်မနက်ကဆိုရင်ဒါကျွန်တော်ထောက်ကြန့်ရောက်နေတယ်ပေါ့ထောက်ကြန့်ရောက်တယ်ပေါ့မတောက်တော့နဲ့နော်မတောက်ပါဘူးကျွန်တော်တို့ကဟိုကြီးပြောတာမဟုတ်နော်ကျွန်တော်မလုပ်ဘူးဆိုရင်ကျွန်တော်စိတ်ကျွန်တော်နိုင်ကျွန်တော်ရှင်းမတောက်ဘူးတောက်တုံးကလည်းကျွန်တော်တို့ကဘယ်လောက်ထိတောက်လဲဆိုတော့7 နာရီ 9 နာရီလောက်တည်းတောက်တယ်ဗျာအရက်တော့မဟုတ်ကျွန်တော်တောက်တာဘီယာတောက်တာပါ7 နာရီ 9 နာရီလောက်တည်းတောက်တယ်သိမတောက်ပါဘူးမိုးလင်းနေတောက်တယ်ပြောရမှာမကောင်းဘူးဗျာတောက်တယ်ဆိုတော့ကျွန်တော်ကတချို့လူတွေတချို့ယောက်ျားလေးကြတော့ဗျာတောက်တာအေးဆေးဆေးပေါ့ပြောတယ်ပါကျွန်တော်တောက်မကောင်းဘူးကျွန်တော်တောက်သွေးဆိုးတယ်အဲ့ဒါကိုဘဝအတွက်စိုးကျိုးဖြစ်မှာလေနော်ကိုလည်းဂျက်လီမဟုတ်ဘူးလေဗျာဟုတ်တယ်ပါကိုလည်းဂျက်လီမဟုတ်ဘူးလေကိုကတော့ဒါကိုငယ်တုန်းရွယ်တုန်းကတော့အပေါင်းအသင်းတွေနဲ့ဒါအဖွဲကောင်းအုပ်ကောင်းပေါ့ဗျာဟိုမူးရင်ဟိုသွေးဆိုးတယ်ပြဿနာတက်တယ်အဲ့လိုမျိုးလေးကြောင့်အရင်တော့ကတော့ပျော်ကောင်းတော့ပေါ့ဗျာဒါပေမဲ့နည်းနည်းလေးအသက်ပိုင်းခြားလေးရလာတဲ့အချိန်မှာဘလို့တွေးလဲဆိုတော့ဟိုဒီတောက်လိုက်တဲ့ຢာတကူကကိုယ့်အတွက်ကစိုးကျိုးပဲဖြစ်တော့မှာလေဟုတ်တယ်မဟိုဘက်ကပိုင်တက်ကြော်လည်းမဟုတ်ဘူးလေဘဲဥမှမဟုတ်တာဟုတ်တယ်မလားကိုကလည်းဂျက်လီမဟုတ်ဘူးလေနော်ဘာရပါလဲမဟုတ်အယောက်100တယောက်လည်းချလို့မရဘူးဟုတ်တယ်မလားအဲ့ဒါကိုပြောတာရောက်100တယောက်လည်းချလို့မရဘူးနော်အဲ့လိုကြောင့်ကိုတောက်တာတကူကကိုဘဝအတွက်အမားကြီးမှားသွားလို့ရတယ်ပေါ့အဲ့လိုတော့အမားမခံနိုင်နော်အဲ့ဒါကြောင့်မတော်ဘူးရှင်းတယ်ကျွန်တော်ကမင်္ဂလာပါတဲ့မင်္ဂလာပါဗျနှစ်တက်မှာပြောပါစေကိုလင်းရေတဲ့ကြွေးချစ်ကြပါတယ်ဟုတ်ကဲ့ပါတိတ်မတော့ပါဘူးတဲ့ခါလဲ2800လားရင်တော့တောက်တယ်ဝင်ခန်းနေမကောင်းတာအကုန်လုပ်ဘူးတဲ့ဗျာနော်ကျွန်တော်ရှင်းတယ်ဆယ်ကျော်တုံးကလှုပ်တယ်ပွင့်လင်းဝင်ခန်းတယ်အန်ဒီသားမူးနေတော့ဆိုင်ကယ်မောက်ပြီးဆုံးတာတဲ့ဘယ်သူမှမတောက်စေချင်ကျွန်တော်ပြောချင်တာလေဟိုဖြစ်သွားရင်ကိုပဲခံရတာပေါ့ဗျာကိုတေဝါတာပေါ့အရင်မိသားစုတွေကငိုချွေးပြီးကြံခဲ့တာမမိုက်ဘူးဗျနော်တကွက်ကောင်းပေးပါဘလို့ရဲ့မနေ့ကကျွန်တော်တကွက်ကောင်းလေးဆိုတာတော့တကွက်ကောင်းတော့မဟုတ်ပါဘူးမွေးကန်းတကွက်ပါနော်ကြာရင်တော့ထိုးကြီးပေါ့ဗျာဇာတပေးတောက်ကြ2 ရက်နော်တားယောက်ကြားလေးတွေကိုကြီးပဲမွေးထားပါတယ်တဲ့တရားမှမတောက်တတ်ပါတဲ့ဒါလုံးဝကံကောင်းတာပေါ့ဗျာဟုတ်တယ်မလားမင်္ဂလာပါကိုလေးတဲ့မင်္ဂလာပါဗျာကဲမင်္ဂလာပါဘသူတွေရှိကြလဲသုံးလုံးမပေါက်တော့နှလုံးပေါက်မှဖြစ်မယ်ကိုလင်းမပါဟာကဲဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေမတွေ့ရတာလဲရမနေကြာရနော်ဒီတစ်ပတ်ကဖောင်းရက်တွေခံတော့စနေတနင်္ဂနွေရောက်ဆိုကျွန်တော်တို့ဒါမတွေ့ရတာဆိုတာ9 ရက်လောက်ပြတ်သွားတယ်ဒီနေ့တရက်ပါကဲဝင်လာမယ်မျိုးတွေမင်္ဂလာပါကိုလင်းရေးတယ်မင်္ဂလာပါဗျာဘိုးကြီးအတွင်းပေါက်ပြီတဲ့โอเคပြည့်တဲ့စုနဲ့ပြည့်ပါစေအောင်လေးမတော့တာကောင်းပါနဲ့ဟုတ်ကဲ့ပါကျွန်တော်ပြောပြတာတော့လူစုံလို့ရှိရင်ကျွန်တော်စကားပြောစရာရှိတယ်ဟိုလူမျိုးရေးခွဲခြားတာတော့မဟုတ်ပါဘူးဟိုကိုယုံကြည်တဲ့ဘာသာကိုကောင်းတာကိုလုပ်ပေါ့ဒါပေမဲ့ကျွန်တော်ဗုဒ္ဓဘာသာလူမျိုးတွေကိုကျွန်တော်နဲ့ဒါအကိုတွေအမတွေအကြီးတွေအငယ်တွေကိုကျွန်တော်ပြောချင်တာကျွန်တော်ကိုချစ်တဲ့ဆိုရင်ဒီညကုသိုလ်ကောင်းမှုအကြီးတစ်ခုလုပ်မယ်နော်ကုသိုလ်ကောင်းမှုအကြီးတစ်ခုလုပ်မယ်အားလုံးလိုက်လုပ်ပေးစေခြင်းနဲ့လူငယ်ရောလူကြီးရောနော်အဲ့ဒါလေးတစ်ခုတော့ချင်းလိုက်လုပ်ပေးဗျာနော်အနည်းယောက်ျားအရဲတောက်လို့သေးတာတဲ့မတောက်တာကောင်းပါလေဟုတ်ကဲ့ပါလုံးမယ်တဲ့မင်္ဂလာပါသားရေဟုတ်ကဲ့ပါကဲဝင်လာမယ်မျိုးတွေ
လေးရှားလေးစားပါတယ်ဟုတ်ကဲ့ပါမျက်မှန်နဲ့ချောနေတယ်တဲ့မျက်မှန်နဲ့မချောပါဘူးဗျာဒီနေ့နည်းနည်းတွားလာတာများလို့မျက်ရုပ်ကိုက်လို့ပါတုံညာပရိတ်ထွက်ပြီတဲ့ရှေ့ပရိတ်တုံညာပရိတ်လည်းထွက်တယ်သုံးပရိတ်ရှေ့ပရိတ်လည်းထွက်တယ်နော်သုံးပရိတ်ရှေ့ပရိတ်ကိုကျွန်တော်ပေးထားတဲ့ရွေးကနန်းမယ်တောက်ကြတဲ့ညနေကပြီးထွက်သွားတယ်ပေါ့နော်ဒီတစ်ပတ်တော့ပရိတ်တွေပါမတောင်းပါနဲ့ဗျာဒါပွင့်လင်းဝင်ခန်းတာပါနော်အချို့အရာတွေကကျွန်တော်လည်းဟိုမျက်နှာလဲခေးပြည့်မလုပ်ချင်ဘူးဗျာအကုန်လုံးကပွင့်လင်းပြောငွေနဲ့ထိုးရတာဟိုဘေးနာတရက်တွေခူးပြီးထိုးရရင်တော့အကြောင်းမဟုတ်ဘူးပေါ့စက်ကူတွေဖြဲပြီးထိုးရရင်အကြောင်းမဟုတ်ဘူးပေါ့နော်ဒီဘက်ကတော့အဲ့လိုမျိုးလေးဖောင်းရက်တွေများတာဖြစ်တဲ့အတွက်တကြံရက်လည်းဖြစ်တဲ့အတွက်နော်ဒီဘက်ပရိတ်ကိုတော့မထုတ်ကျွန်တော်နောက်တစ်ဘက်ကိုတော့ကျွန်တော်ပရိတ်ထုတ်ပေးမယ်နော်ဒီတစ်ဘက်အခုကြာသပတေးမနေ့ကတောက်ကြကျန်တာကိုတော့ပရိတ်မတောင်းပါနဲ့နော်ဘာလို့လဲဆိုတော့ဖောင်းရက်အရင်များထားလို့နော်အဲ့ဒါကြောင့်မလို့ပါမထိုးပြပေမဲ့အကိုရဲ့ live ကိုကြည့်ပြပါတယ်အကိုတဲ့ဟုတ်ကဲ့ကျေးဇူးပါဘလေးညမတွေ့ဟုတ်တယ်ကျွန်တော်ည live မတွေ့ပါဘူးမောင်လေးလုံးမယ်နော်တဲ့မောင်လေးလိုပဲဟုတ်ကဲ့ပါဒီညကျွန်တော်ရဲ့မိတ်ဆွေဘောစီတွေဒီညကုသိုလ်ကောင်းမှုတစ်ခုအကြီးလုံးမယ်နော်လိုက်လို့ကြည့်ပါဗျာနော်9မိနစ်10မိနစ်လောက်နဲ့ကျွန်တော်တို့ဘဝရဲ့အတွက်တစ်နှစ်ပတ်လုံးကောင်းသွားနိုင်တဲ့လီလန်းနေပေါ့နော်ဒါမဲ့ဘက်မှာတောင်းမယ်နော်ဟုတ်ကဲ့ပါစင်နာကောင်းတဲ့ကိုကြီးဟုတ်ကဲ့ပါကဲဝင်လာမယ်မျိုးတွေတောက်မတောက်နှလုံးပေါက်ဖို့အရေးကြီးတယ်ဟုတ်ကဲ့ပါစိတ်ကြီးပဲနော်ဒေါသကြီးပဲကြည့်လို့ဟုတ်ကဲ့ပါပြောပါမယ်မင်္ဂလာပါကိုလေးရေးတယ်မင်္ဂလာပါဗျာကဲဝင်လာမယ်ဘယ်တွေရောက်ကုန်လဲနော်ကြည့်ရှုသူလေး2000လောက်တော့သွားလိုက်နော်1500ဖြစ်သွားရင်နောက်ထပ်လူလေး900လောက်ဝင်လာခဲ့လိုက်ဒီညတော့2000ပဲနဲ့ပဲပြောမယ်ကိုလေးဘယ်တော့မှလူကြည့်ရှုသူ2000နဲ့အလုံးမလုပ်ဘူးဒါပေမဲ့ဒီညတော့ဒါဘယ်သူမှမရှိဘူးဆိုတာသိတယ်ထိုးကျင်တဲ့သူတွေဒါဒီကိုရောက်လာလို့ပဲကျွန်တော်သတ်မှတ်လိုက်မယ်နော်ကျွန်တော်တော့ဒီနေ့မထိုးဘူးနော်ဒါမနေ့မှစထိုးမှာနှလုံးကြီးပွင့်လင်းပြောတာနော်အားလုံးပဲတရဏဂုံတေကြမယ်တဲ့သိမှန်တာပေါ့ဗျာအခုတော့လောရမလဲကိုလင်းပြောပေးမယ်ကိုလင်းပဲပြောင်းနေတာတဲ့ဟုတ်ကဲ့ပါပရိတ်ပြောပါဦးကိုလင်းရေးတဲ့ပရိတ်ကိုဒီအခုကျန်တဲ့ပွဲ2ရက်ကိုတော့ပရိတ်ခဏထားပါနော်ဖောက်ရက်တွေရမ်းပါထားတယ်တကြံရက်လည်းဖြစ်နေရတိုက်နေလို့ကျွန်တော်အဲ့ဒါကိုတော့မပေးပြရစီနဲ့နော်နောက်တစ်ပတ်ကျမှပေးမယ်ဗျာကဲဝင်လာမယ်ကျွန်တော်ရဲ့ဘောဓိမိတ်ဆွေတွေဝင်လာမယ်ကျွန်တော်ရဲ့ account တစ်ကလေးကို subscribe လေးနှိပ်ပေးထားအောင်နော်ကျွန်တော်အခုဒီ live တွင်ပြီးသွားလို့ရှိရင်ကျွန်တော် channel လေးကိုကျွန်တော်ဒီလွှင့်နဲ့ like ရဲ့ comment ထဲမှာကျွန်တော်ပင်ထောက်ပေးထားခဲ့မယ်နော်ဒီမှာကျွန်တော်ရဲ့ account တစ် 2D Colin Official နော်ကျွန်တော်အိမ်ဖြူပုံလေးနဲ့အခုကျွန်တော် like တွင်ပြီးသွားလို့ရှိရင်ကျွန်တော်အခုလွှင့်နဲ့ like ရဲ့ comment ထဲမှာပင်ထောက်ပေးထားခဲ့မယ်အဲ့ဒီ account လေးကို subscribe လေးနှိပ်ပေးထားပါနော်ဒီကောင်ကျွန်တော် account သက်ပါဘာလို့လဲဆိုတော့ account ကကျွန်တော်ရှင်းတစ်ဖက်တည်းပြောတယ်ဒီ lucky လေးတို့ဘာလို့ကနည်းနည်းလေးနည်းနည်း error လေးတက်တာလေးရှိတယ်ပေါ့ကျွန်တော်ချစ်တဲ့သူတွေနဲ့ကျွန်တော်အဆက်အသွယ်မပြတ်သွားခြင်းဘူးနော်အဲ့ဒါကြောင့်စပယ်ယာဆောင်ထားတာပါမလွင့်ပေးသေးပါဘူးဒီ account တွေပဲလွင့်မှာဒါပေမဲ့ကျွန်တော်ရဲ့မျိုးတွေကျွန်တော်ပြီးရင်ဒီလွင့်နဲ့ like ရဲ့ video ရဲ့ comment ထဲမှာဝင်ကြည့်ကျွန်တော်ပင်ထောက်ပေးထားမယ်နော် 2D Colin Official နော် 2D Colin Official ဆိုပြီးကျွန်တော်ပင်ထောက်ပေးထားမယ်အဲ့အပြာရောင်စာတန်းလေးကိုနှိပ်လိုက်ဒါအကောင့်ထဲဝင်သွားရင်ဒါ subscribe ဆိုတဲ့စာတန်းလေးကိုနှိပ်ထားလိုက်နော်ဒါဆိုကိုမိုင်းနဲ့ကျွန်တော် friend ဖြစ်သွားမယ်နော်ဟုတ်ပြီလားကဲဝင်လာမယ်1600ဖြစ်သွားပြီ1600ကျော်သွားပြီနော်နောက်ထပ်300ကျော်လောက်ဝင်လာရပြီဗျာရေလောင်းမဲ့ကိုလင်းဘွမ်းနဲ့ကျွန်တော်ဟိုဟာနဲ့ပေါ့အချိုးအကြရေလုံးဝမစိုးဘူးလောင်းမဲ့လူလည်းမရှိဘူးအပြင်လည်းမထွက်ဘူးဒါဒီနေ့တကြံအတက်နေတော့ကျွန်တော်လောင်းခံလိုက်ရတယ်ပေါ့ဗျာနော်လောင်းခံတာမဟုတ်လေရေထဲဆင်းတော့မှမလောင်းမဆိုးပဲနေတော့မှာနော်အဆက်အသွယ်ပြတ်မခံနိုင်ပါဘူးတဲ့ဟုတ်ကဲ့ပါလောက်ပြီးကိုလင်းရေတဲ့ဟုတ်ကဲ့ပါဘာလို့လောက်ပြီးလဲကျွေးတဲ့အကောင့်သွားပြီးတော့ subscribe မနှိမ့်နဲ့နော်ကျွန်တော်ဟာပြီးမှလင်းချပြီးမှရိုက်ရှာလို့တွေးမှမဟုတ်သေးဘူးဘာကြောင့်လဲဆိုတော့အကောင့်က subscriber နည်းသေးတာဖြစ်တဲ့အတွက်ရှာလို့တွေးမှမဟုတ်သေးဘူးနော်ဒါအခု lucky လေးမှာရတော့ကြိုက်တဲ့နေရာရိုက်ထည့်ပေါ်ပြီးသားကျွန်တော်ကောင်းပါနော်ပြီးရင်ကျွန်တော်အခုလွှင့်နဲ့ like ခဲ့ဒီဗီဒီယိုအခုဒီလွှင့်နဲ့ like ခဲ့ comment တွေကိုဝင်ကြည့်အဲ့မှာကျွန်တော်ပင်ထောက်ပေးရမယ်နော်2D Colin Official
နော်ကျွန်တော်မှာအင်ကြီးဖြူရောင်ပုံလေးနဲ့ပေါ့နော်အင်ကြီးဖြူရောင်ပုံလေးနဲ့တင်ထားတယ်နော်စပိုက်ပါ 1082K ပဲရှိသေးတယ်နော်အားဒါလေးကိုကျွန်တော်ချစ်တဲ့သူအားလုံးပဲ follow လေးနှိပ်ပေးထားပါနော်ကျွန်တော်အကောင့်လေးကျွန်တော်ဒီလိုစာလေးနဲ့လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးထားသေးတယ်ဒီလိုတင်ပေးထားသေးတယ်နော်ကျွန်တော်အကောင့်အားဒါလေး subscribe နှိပ်ပေးထားပြီးရင်ကျွန်တော် like လွှင့်နဲ့ like ရဲ့ comment ထဲမှာပင်ထောက်ပေးမယ်နော်မမားတော့အပြာရောင်စာတန်းလေးကိုနှိပ်လိုက်ဝင်သွားလိမ့်မယ်အော်တူနော်ပြင်မလာတယ်တဲ့စောစောအနားယူပါဟုတ်ကဲ့ပါပြင်မလာဟုတ်ဗျာပြင်မလာဆိုကိုယ့်ဘက်ကိုပြင်မလာပါသူများကြောင့်မဟုတ်ပါဘူးနော်အိမ်နဲ့နေတော့ပြင်မလာဟိုအကျော်ထားလို့ပေါ့မင်္ဂလာပါကိုလေးမင်္ဂလာပါဗျကဲလက်မမရသေးလက်မလေးနှိပ်ထားမယ် share တဲ့လူကဒီဗီဒီယို2000ပြည့်တော့မယ်နော်1900ပြည့်သွားရင်နောက်ထပ်လူလေး300လောက်ဝင်လာရပြီဗျာမန္တလေးမှာတော့စစ်ဖြစ်နေတဲ့အတိုင်းပဲဟုတ်ကဲ့ပါကျွန်တော်လည်းမပြောချင်ပါဘူးဗျာပြောချင်တယ်ပြောဖို့လာလည်းမဟုတ်ပါဘူးတက်အပြင်းပြေထွက်လာတဲ့သဘောမျိုးပါဒီနေ့လာတဲ့အကြောင်းရန်ကုန်နော်မပြောသင့်ပါဘူးပွင့်ဝန်ခံပါတယ်ပြောဖို့အတွက်နဲ့လာလည်းမဟုတ်ပါဘူးပြောလည်းမပြောပါဘူးနော်ဒါပေမဲ့တက်မိသားစုသွားခြင်းနဲ့ဆိုလို့ကျွန်တော်ဒါမိဘအိမ်နဲ့ကျွန်တော်ထွက်လာတာပါနော်မင်္ဂလာပါကိုလင်းရေးတဲ့ဟုတ်ကဲ့မင်္ဂလာပါဗျကဲဝင်လာမယ်ရေကူးလာတာလားတဲ့စားပြီရေမကူးပါဘူးရေမကူးရေကကျွန်တော်တို့ဒီခါတော့ခါလောက်ပဲရှိတယ်ပေါ့နော်လမ်းလျှောက်တာဗျအဲဝါရဘမှာပတ်လျှောက်မပေါ်ရေပန်းတွေကကြဒါပါပဲနော်တစ်ခေါက်ပဲလျှောက်တယ်ညောင်းလို့ပြီးရင်ဟိုမှာဘန်ဂလိုမှာတက်ထိုင်ပြီးတော့ဒီမြိုက်ကတာကိုကြည့်အာဒီဂျေတွေပါပါတယ်နော်ဟုတ်တော့ဟုတ်နေကတော့ကနေရမယ်ကိုကဝါသနာဘောက်ကတာကြတာနော်ဟိုတွေချင်းနေတယ်တဲ့ဟုတ်ကဲ့ပါရန်ကုန်မှာလားကျွန်တော်ပသိမ်ပြင်ရောက်နေပါပြီနေခင်းကညနေက4နာရီ5နာရီလောက်ပြန်ရောက်တယ်ပေါ့ပသိမ်ဟိုက2နာရီလောက်ပြန်ထွက်လာတာလဲလားခေါ်မယ်တဲ့ဟုတ်ကဲ့ပါ3ည1000မို့ရတယ်ဝမ်းသာတယ်နော်ဘာကြောင့်ပေါက်ဝမ်းသာတယ်ကျွန်တော်ကြောင့်တော့မဟုတ်ဘူးဒါပေမဲ့ဘလို့ပဲပေါက်ဝမ်းသာတယ်နော်ကဲ1800ဖြစ်သွားပြီနော်1800ဖြစ်သွားပြီနောက်ထပ်လူလေး200လောက်ဝင်လာရပြီနော်လက်မမလေးရသေးသူကလက်မလေးကိုနှိပ်ထားမယ်ဖုံးရဲ့မှန်လေးကို3-4ချက်လောက်တောက်လိုက်လက်မနှိပ်ပြီးသားဖြစ်သွားပါလိမ့်မယ်နော်ဟုတ်ပြီလားမြင်လိုက်တာမလုံးနဲ့လေအဲ့ဒါကြောင့်လည်းဒီမှာ6တွေကြိုက်ခဲနေရပဲနော်ဟိုမှာလည်းပြည်သူရင်မြင်မှာလမ်းလျှောက်တာလည်းပင်ပန်းတယ်နော်ကားမောင်းတာလည်းအသွားပြန်ကိုပဲနော်ကားမောင်းတာတော့ကြိုက်ပါတယ်ကိုမောင်းတာပဲကိုစီးရဲတယ်သူများမောင်းတာမစီးရဲဘူးနော်ကြိုက်တယ်ဒါပေမဲ့ဘယ်လိုပြောရမလဲပင်ပန်းတယ်တရားသုံးတော်မရတယ်ဝမ်းသာပါတယ်မြန်မာပြည်ကြီးဘယ်လိုဖြစ်နေလဲတဲ့မသိဘူးဖြစ်ချင်တာဖြစ်မြန်မာပြည်ကြီးလဲနော်ကိုဘကိုတာကိုအေးစင်းနေကြနော်ရှောက်တွင်းနေခေါင်းရှုပ်တယ်ဖြစ်သမျှအကြောင်းအကောင်းလို့တာမှတ်တာနော်ဖရာတရားများလို့ဒါပဲဖရာတရားဆိုတာဖုံးချုံသွားမှဖရာတရားလို့တာမဆိုင်ဘူးနော်ဖရာကုံတော်လေးတစ်ခုခုကိုပွားများနေအားသလိုအဲ့ဒါကုသိုလ်ရနေတာပဲနေတိုင်းအမဇလွန်ကပါတဲ့ဟုတ်ကဲ့ပါကျွန်တော်ဇလွန်ရောက်တယ်လေဟုတ်တယ်လေဇလွန်ကျွန်တော်လာသေးတယ်လေဇလွန်လာပါသေးတယ်ကျွန်တော်ကုန်းဝယ်စားတဲ့ကျွန်တော်ကုန်းဝယ်တာပါကျွန်တော်တော့မသိပါဘူးကုန်းဝယ်တဲ့ဦးလေးနဲ့အကိုနဲ့အမပေါ့ကျွန်တော်တို့တန်းတဲ့ဆိုတော့ဒါဦးလေးတော့မသုံးချင်ဘူးဒါပေမဲ့ကျွန်တော်ဦးလေးလောက်တော့ရှိတယ်အကိုနဲ့အမဒါတယောက်ကကြတော့ဒါဟိုလက်ဆောင်ပစ္စည်းတွေရောင်းတဲ့ဆိုင်ဖွင့်ထားတယ်သူဇနီးရပေါ့ဟိုသူအကိုကကြတော့ဒါကုန်းဝဆိုင်ရှယ်ရောင်းရတဲ့ဆိုင်နော်လုံးဝတန်းစီပဲနော်ဇလွန်ကပေါ့နော်အဲ့မှများဖြစ်နေမလားမသိဘူးနော်ကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်ပါတယ်16လမ်းစီတယ်အဲ့16လမ်းကိုသွားချင်တာ16လမ်းစီတယ်ဆိုတာတိတယ်သွားချင်တာဒါပေမဲ့မသွားရဲလို့ပြန်လာတာနော်မသွားရဲလို့ပြန်လာတာညဘက်မိုးချုံမညနေဆောင်မှစီတာဆိုတော့9နာရီ6နာရီ4နာရီလောက်မှစီတာဆိုတော့အဆင်မပြေတော့ဘူးနော်အဲ့ဒီလဲဇလွန်ကဟုတ်ကဲ့ပါဇလွန်ကလည်းလူတွေလည်းအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဇလွန်ဖျားလာဖူးသေးပါတယ်နော်ဖျားပွဲတော့ရောက်လာပါသေးတယ်နော်ဘလင်းမုတ်စိတ်တွေရှည်မြန်တယ်တဲ့မုတ်စိတ်တွေရှည်မြန်ဟုတ်ခဏလေးဒီပတိုင်းမွေးဆိုကျွန်တော်2ရက်တစ်ခါလောက်ကြိတ်ကြတယ်အခုလည်းကြမ်းလာပြန်ပြီပါနော်မွေးမြင်ရတော့ရှည်တန်းနောက်ဘက်ပိတ်ရက်ရှိလားကိုလည်းနောက်ဘက်ကိုပိတ်ရက်တရက်ရှိတယ်လားမသိဘူးဗျနောက်တရက်တော့ရှိတာလား
2 ရက်တော့မဟုတ်1 ရက်ရှိတယ်ဗျနော်ဘာပြော1 ရက်လောက်ကတော့တော်သေးတယ်ဗျ2 ရက်လောက်အဓိက2 ရက်ဖောင်းတာပြဿနာမရှိသေးဘူးတကြံရက်သေးကိုဖြစ်နေတာကိုကျွန်တော်နှလုံးနဲ့မထိုးချင်လို့အားကြောင့်ကျွန်တော်ဒီနေ့ live မလွှင့်တာရန်ကုန်လာရင်ကြိုပြောပါလားကိုလေးဟုတ်ကဲ့ပါကျွန်တော်ကစိတ်မြန်တယ်ကျွန်တော်သွားရင်ချက်ချင်းအဲ့ဒါဒီနေ့ရန်ကုန်လာမယ်ဆိုတော့ည9 နာရီလောက်ကမှမနက်ကိုလစ်မယ်လို့ဆိုပြီးတော့စိတ်ကူးပေါ်တာအစီအစဉ်မရှိဘူးကျွန်တော်ဘယ်တော့သာအစီအစဉ်နဲ့မထားဘူးတော့ကျွန်တော်သွားရင်ကောက်သွားတယ်အဲ့လိုပါကဲ1900ကျော်သွားပြီနောက်ထပ်လူလေး10 ခန်းလောက်ဝင်လာ2000ပြည့်ပြီနော်မတော်တာအနေရကင်းပါတယ်ကိုလေးရဟုတ်တယ်မဟုတ်လူရှုပ်လို့မဟုတ်ဘူးဗျဟိုဘယ်လိုပြောမလဲရန်ကုန်ကတီးတဲ့တိုင်ဟာကိုဘယ်လိုပြောရလဲလူရမ်းရှုပ်တယ်လမ်းလျှောက်တဲ့ကြံပုံစံလည်းဖြစ်နေတယ်16လမ်းနော်အဲတိုးချိန်နေရဆိုတော့ဘိုးကအဲ့လိုမျိုးဆိုတော့တိတ်မကြိုက်တော့ဘူးဟိုနော်စီမန်းတော့တီးတယ်ပေါ့အဲ့လိုမျိုးတိုးချိန်နေရကြကျွန်တော်မသွားဘူးနဲ့လူများအောင်နောက်တော့ဟဲ့ဖြာပုံရောက်ဘူးလားဖြာပုံတော့မရောက်ဘူးဘာလို့မလဲဆိုတော့ပြောပေးပါတဲ့လိုက်လုပ်ပါမယ်ရှင်ဟုတ်ကဲ့ပါဘာသာရေးလုံးမဲ့သူတွေဘာလို့ရမလဲပြောပေးမယ်2000ပြည့်ရနဲ့ပြောမယ်1929ယောက်ဖြစ်သွားပြီနောက်ထပ်လူလေး1939ယောက်ဖြစ်သွားပြီနောက်ထပ်လူလေး90ကျော်လောက်ဝင်လာရပြီကြည့်ရှုသူလေးနောက်ထပ်90လောက်ဝင်လာရပြီလက်မမနေရတဲ့လူကမှန်လေးကိုလက်မလေးနှိပ်တာနော်ပြီးရင်ကျွန်တော်အခုလွှင့်တဲ့ like ရဲ့ comment ထဲမှာအခုဒီ like နဲ့ပြီးတော့ရင် comment နဲ့ဝင်ကြည့်ကျွန်တော် account အသစ်ကိုကျွန်တော်ပင်ထောက်ပေးထားမယ်နော်ကိုလင်းရဲ့ official ဒူဒီကိုလင်း official ဆိုပြီးတော့ကျွန်တော်အဲ့ရင်ဖြူပုံလေးနဲ့တင်ထားတဲ့ဟာလေးကိုဒါ subscribe နှိပ်ပေးထားပါ account သစ်ပါကျွန်တော်ပင်ထောက်ပေးထားတဲ့ဟာကိုပဲနှိပ်ပါတချို့ကကျွန်တော်အတုတွေကကျွန်တော် comment ထဲမှာဝင်ရေးတဲ့ကောင်တွေရှိတယ် account တွေ link ချတယ်နော်ဒါမဲ့ comment ထဲကိုဝင်ကြည့်လိုက်ဗျာ comment ထဲမှာပင်ထောက်ထားတယ်ဆိုရင်ဒါထိတ်ဆုံးမှာပေါ်တဲ့ဟာဆိုရင်ဒါကျွန်တော်ဟာပဲဟိုအောက်တွေကိုဆွဲကြည့်လို့ပေါ်တဲ့အကောင့်တွေကို like ပြီး subscribe မနှိပ်နဲ့အဲ့ဒါအတုတွေနော်အတုနဲ့စက်ကအဲ့မှာတော့ကွဲတယ်ကျွန်တော်အကောင့်ကကျွန်တော်ချပေး link ချပေးရင်ပင်ထောက်လိုက်ရင်ဒါအခုကိုမှ comment တွေကိုဝင်ကြည့်ရင် comment ရဲ့ထိတ်ဆုံးမှာပေါ်တယ်အတုကမပေါ်ဘူးကျွန်တော်ပေါ်မှာဘာမှမရှိတော့ထိတ်ဆုံးမှာပေါ်တယ်နော်ဟုတ်ပြီလားကဲဝင်လာမယ်1900ကျော်နော်2000ပြည့်ကိုတိုင်ဆောင်နေနော်အဲ့ဒါကြောင့်ကျွန်တော် like မလွှင့်နေတာနော်ဒီရက်တည်းကလူမရှိဘူးဆိုတာကျွန်တော်သိတယ်နော်လူမရှိတာကျွန်တော်သိတယ်အဲကြောင့် live မလွှင့်တာလုံးနေဖောင်းရက်လဲရှိတယ်တကြံပိတ်ရက်တွေနဲ့နော်ဘာသာရေးလုပ်တဲ့လူနဲ့အနာလူသိမရှိကြဘူးဆိုတော့နော် live မှာလည်းအခုကတူရီဆရာတွေဆရာမတွေကများလိုက်တာဗျာဒီလေတက်တော့မှတွေ့လိုက်တယ်ဟုတ်ကဲ့ကျေးဇူးပါ live မှာလည်းတူရီဆရာမတွေရောဆရာကြီးတွေရောနော်ဆရာကြီးတွေဆိုတာအသက်ကြီးပိုင်းတွေအခုကပါလာတယ်နော်ကျွန်တော်လူငယ်ပိုင်းလေးတွေလည်းရှိတယ်အသက်ကြီးပိုင်းတွေကပို့ပြီးတော့ရှားကြီးတွေလုံနေကြနော်ဖေးနဲ့ထေးနဲ့ဟုတ်တော့ဟုတ်နေဘန်ကောက်ကတဲ့အမြဲဟုတ်ကဲ့ပါဘန်ကောက်ကလူတွေထိုင်းရလူတွေလာခြင်းပါတယ်ဘန်ကောက်ကိုလာခြင်းပါတယ်နော်မသွားနိုင်သေးပါဘူးဒီလိုက်ယူထားတာပါဟုတ်ကဲ့ကျေးဇူးပါကဲ2000ပြည့်တော့မယ်နော်ဘယ်တွေရောက်ကုန်လဲကျွန်တော်ဘောစီတွေပြမထားတဲ့ကိုကြီးရေတဲ့ကိုကြီးကိုအားကိုးနဲ့ဒူးတီထိုးနေတာပါဟုတ်ကဲ့ပါကျေးဇူးပါဂျမဲသိန်းကပါကိုတဲ့တဲတကွက်ကလောက်ကူညီပေးပါအောင်ကိုကျွန်တော်အကောင်းဆုံးတော့စူးစမ်းပေးပါမယ်နော်ဟိုကျွန်တော်လည်းအတိအကျတော့မသိပါဘူးခင်ဗျာအကောင်းဆုံးတော့စူးစမ်းပေးပါတယ်နာမည်ခေါ်ပေးပါဦးနဲ့ညံထက်အောင်ခေါ်ပေးလိုက်ပါပြီမလေးကအားပေးနေပါတယ်ဟုတ်ကဲ့ပါမလေးရသူတွေကျေးဇူးတင်ပါတယ်နာမည်ခေါ်ပေးပါတဲ့ညံထက်အောင်ခေါ်ပေးလိုက်ပါကိုလင်းရေးတဲ့မင်္ဂလာပါချစ်တယ်ကျွန်တော်လည်းချစ်ပါတယ်ကိုမျိုးကြီးရေလက်ကီးတွေလည်းပါတော့ပေါ်တယ်ဟုတ်ကဲ့ပါ1985ရောက်နောက်ထပ်15ရောက်ဝင်လာရပြီဗျာနော်ဈေးရောက်နေတယ်လို့ပဲ line ပေါ်မှာကဲဝင်လာမယ်မျိုးတွေမင်္ဂလာပါညာချမ်းပါတဲ့စိတ်ချမ်းသာပြောနေတဲ့အပေးနေပါရှင်ဟုတ်ကဲ့ပါဒီနေ့မတို့မျိုးကိုလေးမတွေ့လို့ဟုတ်ကဲ့2000ပြည့်ပြီစမယ်နော်ဥစားပထမနေတယ်ဒူးဒီလက်ကီးလေး channel ရနေပြီပုံမှန်အားလုံးပြန်လည်ပြီးတော့ຫນွေလေးဆိုကြိုးစားလိုက်ပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့ဒါမနက်ဖြန်ဆိုရင်ဒါနှစ်ဆန်း1ရက်နေ့ကျွန်တော်တို့မြန်မာလရဲ့နှစ်ဟောင်းကုန်ပြီးနှစ်သက်ကိုကူးတယ်ပေါ့ဗျာကျွန်တော်တို့မြန်မာလနော်မြန်မာလရဲ့အဲဒီတော့ကျွန်တော်တို့တွေမင်္ဂလာရှိမယ်ဆိုရင်ဘာမင်္ဂလာရှိတော့ကျွန်တော်နောက်တစ်ခုကကျွန်တော်အခုဒီ live လွှင့်ပြီးရင်ကျွန်တော် comment ထဲမှာကျွန်တော် account ကိုပင်ထောက်ပေးမယ်နော်တူဒီကိုလင်း official အင်ဂျီဖြူအောင်လေးနဲ့အဲ့ဒါလေးကိုပင်ထောက်ပေးထားမယ်ထိတ်ဆုံးလေးမှာပေါ်လိမ့်မယ်အဲ့ဒီအပြောင်စာတန်းလေးကိုနှိပ်လိုက်ရင် account ထဲဝင်သွားလိမ့်မယ် subscribe လေးတွေနှိပ်ပေးထားဖို့အားလုံးမေတ္တာရက်ခံပါတယ်နော်
ရန်ထားတာပါကိုလင်းရဲ့စပယာအကောက်မှာနော်ဟိုကောက်နေရမရှိတော့ဘူးဗျနော်ဖားကန်ကပြိတ္တပါကိုလင်းဟုတ်ကဲ့ပါကဲဥဒပထမအနေနဲ့ကျွန်တော်ပြောချင်တာတခြားမဟုတ်ဘာလဲဆိုတော့ကဏ္ဍလေးမပြောခင်ကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကျွန်တော်နဲ့ဒီညအတူတူအလူတန်းလေးတစ်ခုလုပ်ကြမယ်ကုသိုလ်ကောင်းမှုလေးပါနော်ကုသိုလ်ကောင်းမှုလေးဆိုတာကျွန်တော်တို့ဒါကျွန်တော်မြန်မာနှစ်ကုံမဲ့ညပေါ့ဗျာ12နာရီ10မိနစ်ဆိုရင်ကျွန်တော်တို့ဒါနှစ်သက်ကိုရောက်သွားပြီနော်ဒါကျွန်တော်ထွေထူးတော့ပြောကြမလို့ပါဘူးကျွန်တော်ထက်ကြီးရဲ့လူတွေကျွန်တော်ထက်ရွယ်လူလည်းပါမငယ်လူလည်းပါသိမှာပါနော်ဒီည12နာရီ10မိနစ်12နာရီ10မိနစ်ကိုဖြစ်တာနဲ့ကျွန်တော်တို့ဒါ2025ဒါမြန်မာရဲ့လရဲ့ခုနှစ်ကကြံခဲ့ပြီနှစ်ဟောင်းကြံခဲ့ပြီနှစ်သက်ကိုကူးမှာနော်အဲ့ဒါကြောင့်မလို့ဟို24ပစ္စည်းပဋ္ဌာန်းအကျယ်ပေါ့ဗျာနော်ဒါစာအုပ်တွေအိမ်တိုင်းမှာရှိကြပါတယ်ကျွန်တော်ကအဲ့ဒါရွတ်မှာနော်17နာရီ45 17နာရီ45သို့မဟုတ်50ရာစရွတ်17နာရီနဲ့မိနစ်50လောက်ကနေစပြီးတော့ရွတ်မယ်17နာရီမိနစ်50ကနေဒါပဋ္ဌာန်းရွတ်နိုင်တဲ့သူတွေကိုပဋ္ဌာန်းကျွန်တော်တို့ပဋ္ဌာန်းနဲ့ကူးမှာ17နာရီည17နာရီเนาะဒီည17နာရီ50ကနေကျွန်တော်တို့ရွတ်ကြမယ်เนาะဆရာတက်တာမဟုတ်ပါဘူးလိုက်လုံနိုင်လိုက်လုံပေးစေခြင်းပါတယ်ဒါကျွန်တော်နှစ်တိုင်းလုပ်တဲ့အလူเนาะအပေါ်ပြောတာမဟုတ်ကျွန်တော်နှစ်တိုင်းအဲ့လိုကူးခဲ့တာเนาะအဲ့ဒါကြောင့်ကျွန်တော်သူများထက်ကန်ကောင်းတယ်သူများထက်ကန်ထူးတယ်เนาะအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာကျွန်တော်ကတော့အားလုံးရသေးချင်တာပါအဲ့ကုသိုလ်လေးကိုเนาะအဲ့ဒါကြောင့်ဒီညကိုပဋ္ဌာန်းမရွတ်နိုင်တဲ့သူတွေရှိလိမ့်မယ်ဟာကိုလင်းရဲ့ကျွန်တော်ပဋ္ဌာန်းကြတော့ရှည်လဲရှည်တယ်တချို့ဟိုဥမာပြောပြင်းတဲ့လူရှိတယ်ပေါ့ဗျာတချို့လူငယ်လေးတွေကမလွတ်ချင်တဲ့လူရှိတယ်အဲ့ဒါလေးကြတော့ဘာနဲ့ကူးရမလဲဆိုတော့ကိုမှာတော့ကိုရွတ်တဲ့ဂုံတော်တစ်ခုတော့ရှိမှာပါတခြားဂုံတော်တွေကိုမရွတ်ရင်နေတာရုလေးတာရုအောင်ဖြစ်တယ်ဆိုတာရုတွေနော်ကျွန်တော်ရွတ်တဲ့တရဏဂုံလေးရွတ်လိုက်ဗျာနော်17နာရီ50လောက်ကနေဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃတရဏကိစ္ဆာမိရွတ်မယ်တစ်ချိန်ဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃတရဏကိစ္ဆာမိဆိုပြီးတစ်ချိန်ရွတ်မယ်အဲ့လိုလေးရွတ်ပြီးတော့ဗျာအများကြီးမရွတ်ပေးနဲ့17နာရီ50ကနေ12နာရီ5မိနစ်လောက်ထိပဲရွတ်ပေးနော်15မိနစ်ထဲနဲ့ကျွန်တော်တို့ဒါအခုနှစ်သက်မှာကျွန်တော်တို့လုံးဝကုသိုလ်ကောင်းမှုနဲ့ကူးလာတာဗျာနော်ကုသိုလ်ကောင်းမှုအဲ့ဒါလေးကိုယုံကြည်တဲ့သူလုပ်ပါယုံကြည်တယ်ဆိုတာမယုံကြည်တာထက်ကိုယ့်အတွက်ကိုလုပ်တာပါကျွန်တော်အတွက်မဟုတ်ပါဘူးကျွန်တော်လုံးကျွန်တော်ရမယ်ကိုမိုင်လုံးကိုမိုင်အဲ့ဒါလေးကိုလှုပ်စေခြင်းနဲ့ကျွန်တော်ပြောတယ်24ပစ္စည်းဂုံတော်ကိုမရွတ်ဘူးဆိုရင်တော့မရွတ်နိုင်တဲ့လူငယ်တွေရှိရင်တော့ကျွန်တော်တို့ဒီဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိသံဃတရဏကိစ္ဆာမိကိုရတဲ့ဂုံတော်လေးတစ်ခုခုဘယ်ဂုံတော်ပဲဖြစ်ဖြစ်ဖရာဂုံတော်အားလုံးကအကုန်လုံးကတန်ဖိုးရှိတာကြီးပဲအတိတ်ပဲရှိတာကြီးပဲအဲ့တော့ကြောင့်မို့ကိုရတဲ့ဂုံတော်လေးတစ်ခုခုကိုအဲ့ဒီည17နာရီငါကဖုံးသုံးတာတော့7နာရီတစ်ချက်လေးသုံးနေတဲ့လူတွေကြီးပဲဟုတ်တယ်မလား17နာရီ50လောက်ကနေစပြီးတော့ရွတ်နေပါတောက်လျှောက်အမြဲအစင်မပြတ်15မိနစ်လောက်ပေါ့ဗျာ17နာရီ50လောက်ကရွတ်17နာရီ5မိနစ်10မိနစ်လောက်စုထိရွတ်ကြည့်လိုက်နော်ဒါလုံးဝကျွန်တော်တို့ဒါနှစ်ဟောင်းနေနှစ်သက်ကိုကုသိုလ်ကောင်းမှုနဲ့ကူးမှာနော်ဒါကျွန်တော်နှစ်တိုင်းလုပ်တယ်ကျွန်တော်က24ပစ္စည်းရွတ်မှာဒီညနော်ပဋ္ဌာန်း24ပစ္စည်းရွတ်မှာနော်အဲ့ဒါရွတ်ပြီးကျွန်တော်ကူးမှာတခြားနှစ်ကိုလုံးဝမိုက်တယ်နော်ကျွန်တော်ကမြန်မာနှစ်လဲလုပ်တယ်အင်္ဂလိပ်နှစ်လဲလုပ်တယ်2024ညနေ2025ကုန်တော့ကျွန်တော်ကလုပ်တယ်ရုံနာမြုံနာတော့ကိုသမိုင်းကိုလုံးကိုရမှာနော်ရုံနာမြုံနာကိုသမိုင်းဗလိန်တဲ့ကောင်ဆဲတဲ့ကောင်ကတော့ယုံညမယုံမယ်ပေါ့ဗျာအာကုတူလေးဆိုတော့လေရုံနာမြုံနာကိုကိစ္စကျွန်တော်လုပ်တာကျွန်တော်ရတာကိုမိုင်းမရဘူးနော်အဲ့ဒါလေးဒီညလုပ်ပေးပါနော်အပန်းမကြီးပါဘူးဗျာနော်ကိုလုပ်တာကိုရတာပါကျွန်တော်ရတာမဟုတ်ပါဘူးနော်အဲ့ဒါလေးတော့လုပ်ပေးပါနော်17နာရီ50ကနေလူငယ်တွေရောလူကြီးတွေရောဆရာတက်တယ်မထင်ပါနဲ့လုပ်ကြည့်ပါအကျိုးထူးပါလိမ့်မယ်2000အခုဒီနှစ်ဟောင်းမှာနှစ်ဟောင်းနေဒီကျွန်တော်မြန်မာနှစ်သက်မှာလုံးဝဗျာဘာလို့အဆင်ပြေရမယ်လုပ်ကြည့်လိုက်နော်ယုံကြည်မှုကအဓိကပဲနော်အဲ့ဒါလေးတော့ပြောချင်ပါတယ်နော်ကျွန်တော်က24ပစ္စည်းနဲ့ကူးမယ်ကိုမာရီကတော့ဒါလုံနိုင်24ပစ္စည်းပဋ္ဌာန်းနဲ့ကူးပါဒါမှမဟုတ်ဖျားကုံတော့ဘယ်ကုံတော်နဲ့ဖြစ်ဗျာကျွန်တော်ရွေးပြောနေတယ်လို့ဖြစ်နေကျွန်တော်လောက်တာကိုကျွန်တော်ပြောတာတခြားကုံတော်တွေကိုရတဲ့ကုံတော်နဲ့ကိုကူးပါအများကြီးမယူခိုင်းဘူးနော်ပြင်းတဲ့သူတွေအတွက်17နာရီဒီည17နာရီ50လောက်ကနေ12နာရီ15လောက်ထိပဲ15 10အဲ့လောက်ထိပဲရွတ်ပြီနော်ဒါ17နာရီ10မိနစ်ဆိုတာနဲ့ဒါနောက်နှစ်ဟောင်းကုန်ပြီလေနော်အဲ့ဒါလေးပါ
နော်အဲ့ဒါလေးလုပ်ပေးပါအားလုံးမြစ်တာရက်ခံပါတယ်ကိုလုံးကိုရမှာပါနော်ဒါလေးပဲပြောချင်တယ်နော်ဟုတ်ပြီလားကဲစမယ်နော်အခုကတော့ဒါမနက်ဖြန်18ရက်နေ့နှလုံးဒီလေးစမယ်နော်နှလုံးဒီလေးစမယ်နော်နှလုံးဒီလေးစမယ်မနက်ဖြန်နှလုံးဒီလေးစမယ်ဆိုတော့မနက်ဖြန်18ရက်4လ2025ကြာတာပရင်းနေ့12နာရီ10မိနစ်အတွက်နော်ဒီတစ်ပတ်ကိုတော့ကျွန်တော်အားလုံးပြောချင်တာအဖွဲ့ဝင်တွေကတော့ကိုစာရုပ်ပတ်တီကိုလုပ်ပါနော်ဒါပေမဲ့ထိန်းထိန်းသိမ်းသိမ်းလေးပဲဆော့ပေးပါစွတ်မလုပ်ပါနဲ့ဖောက်ရက်တွေရှိထားတယ်တကြံပိတ်ရက်နဲ့တိုက်နေတယ်နှလုံးတွေကဗျံပရာလုံးမှာပဲအဲဒါကြောင့်ထိန်းဆော့ပေးပါဒီတစ်ပတ်ကိုတော့နော်ဒီကြံရှိတဲ့2ရက်မှာထိန်းဆော့ပေးပါနော်အဲ့ဒါလေးဒူးသားဗလာပြောချင်ပါတယ်ကဲမနက်ဖြန်ကျွန်တော်နောက်ပိုင်းနေကြရင်လုံးဝဖောက်ရက်တွေပိတ်ရက်တွေမရှိတော့ဘူးဒီတမိုးတွင်းကကျွန်တော် share ဖြုတ်ရမှာနော်တမိုးတွင်းလုံးကကျွန်တော်တို့တွေ share ဖြုတ်ရမှာအဲ့ဒါကြောင့်ကျွန်တော်လူတွေကိုကန်ကောင်းဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်ဒီညကိုဘာသာရေးကိုကျွန်တော်နှစ်ဟောင်းနဲ့နှစ်သက်ကိုကုသိုလ်ကောင်းမှုနဲ့ကူးမှာနော်ပတ်စံမကုံမဲနဲ့ကုသိုလ်ကောင်းမှုနဲ့အကုန်ရမှာနော်ဟုတ်ပြီလားနော်ပတ်စံမကုံမဲနဲ့ဒီညမှာကုသိုလ်ကောင်းမှုအကုန်ရမှာလူဆိုတာပတ်စံကုံမှကုသိုလ်ရတာမဟုတ်ဘူးနော်ယူတတ်ဖို့ပဲလိုတယ်ကဲအဲ့ဒါလေးမပြောခင်နော်တုံညထွက်တိုင်းနဲ့အခုကြာသပတေးတောက်ချာမှာပေါ့တတိထားစရာမွေးကနန်းတစ်ကွက်တုံညထွက်တိုင်းမှာ90မွေးထိုးပါ90 39မွေးချင်မွေးလို့ရပါတယ်တစ်ကွက်ကောင်းမွေးကနန်းနော်တုံညထွက်လို့90 39မွေးထိုးခြင်းတဲ့သူတွေမွေးထိုးပါကြာရင်မွေးကနန်းတစ်ကွက်နော်90 39မွေးထိုးခြင်းမွေးထိုးပါနော်90 39မွေးထိုးခြင်းမွေးထိုးပါမွေးကနန်းတစ်ခွက်နော်ကြာရင်မွေးပါမကြာရင်မမွေးပါနဲ့နော်90 39မွေးပေးပါနော်90 39မွေးခြင်းတဲ့သူတွေမွေးထိုးလို့ရပါတယ်မွေးကနန်းတစ်ခွက်ပေးထားရနော်အားလုံးအတွက်ပါနော်90 39မွေးကနန်းတစ်ခွက်နော်ပေးလိုက်ပါပြီ90 39နော်โอเคအဲ့ဒါပြီးနေ့တိုင်းလေးသွားမယ်နော်မနက်ဖြန်ကျွန်တော်ဝမ်းချင်းလေးအနေနဲ့ပြောပါဆိုရင်တော့နော်ကျွန်တော်မနက်ဖြန်ကျွန်တော်ဝမ်းချင်းလေးအနေနဲ့ပြောပါဆိုရင်တော့ကျွန်တော်ကတော့မနက်ဖြန်ကိုနှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်မနက်ဖြန်ကြာသပတေးနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ကိုင်းမဲ့ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်မနက်ဖြန်နော်ကြာသပတေးနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်လက်မမနေရသေးလက်မလေးနှိပ်ထားမယ်ဗျာနော်ဒါပေမဲ့ကြာသပတေးနေ့12နာရီ10မိနစ်အတွက်ကျွန်တော်ဝမ်းချင်းလေးကတော့နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နော်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းဖြစ်ပါတယ်နှစ်ခွန်ဝမ်းချင်းမှာကိုလင်းကနေပြီးနှစ်နဲ့ပတ်သက်တဲ့ဩဃကလေးရတော့နော်20နှစ်1နှစ်5နှစ်6ပါခင်ဗျာနောက်ပြီးအဲ့ဒီကကျွန်တော်အကြိုက်ရွေးပေးအောင်မယ်တင်ကောကလေးနော်နှစ်ပတ်ဒီရဲ့ဩဃကတော့20နှစ်1နှစ်5နှစ်6ပါခင်ဗျာနော်နှစ်ပတ်ဒီရဲ့ဩဃပါ20နှစ်1နှစ်5နှစ်6ပါခင်ဗျာနှစ်ပတ်ဒီရဲ့ဩဃပါ20နှစ်1နှစ်5နှစ်6ပါနော်နှစ်ပတ်ဒီရဲ့ဩဃပါ20နှစ်1နှစ်5နှစ်6ပါလက်မမနေရသေးလက်မလေးနှိပ်ထားမယ်နော်20နှစ်1နှစ်5နှစ်6ပါပြီးရင်အဲ့ဒီကကျွန်တော်အကြိုက်လေးရွေးပေးဦးမယ်နော်20နှစ်1နှစ်5နှစ်6ပါနော်20နှစ်1နှစ်5နှစ်6ပါ20နှစ်1နှစ်5နှစ်6ပါ20နှစ်1နှစ်5နှစ်6ပါကိုလေးဖုန်းညှုတ်တယ်ဆိုရင်မွေးပါဘူးဘယ်သူပြောမနှောင်းနဲ့20နှစ်1နှစ်5နှစ်6ပါ20နှစ်1နှစ်5နှစ်6ပါလက်မမနေရသေးလက်မလေးနှိပ်ထားမယ်
20နှစ်တစ်နှစ်5နှစ်6နော်20နှစ်တစ်နှစ်5နှစ်6 20နှစ်တစ်နှစ်5နှစ်6ခွန်နဲ့ပတ်သက်တာကတော့ပြီးရင်ကျွန်တော်ထွက်မသွားတော့ပြီးရင်ကျွန်တော်အကြအဲ့ဒီကကျွန်တော်ရွေးကောက်ကလေးထပ်လုပ်ပေးဦးမယ်ကျွန်တော်ကြိုက်တာလေးပေါ့ဗျာ20နှစ်တစ်နှစ်5နှစ်6 80ခွန်1ခွန်5ခွန်6နော်လက်မမနေရင်လက်မလေးနှိပ်ထားမယ်80ခွန်1ခွန်5ခွန်6ပါနော်ခွန်ပတ်တိရဲ့အောက်ကကတော့80ခွန်1ခွန်5ခွန်6ပါနော်ပြီးရင်ကျွန်တော်ကြိုက်တင်ကွက်ကလေးပြောပြဦးမယ်နော်ထွက်မသွားနဲ့အောင်20နှစ်1နှစ်5နှစ်6 80ခွန်1ခွန်5ခွန်6ပါနော်20နှစ်1နှစ်5နှစ်6 80ခွန်1ခွန်5ခွန်6နော်80 20နှစ်1နှစ်5နှစ်6 80ခွန်1ခွန်5ခွန်6နော်လက်မမနေလက်မလေးနှိပ်ထားမယ်မှန်ဖုန်းလေး3လေး6လောက်တောက်မယ်လက်မနေပြီးသားမနှိပ်ရသေးနှိပ်ထားမယ်20နှစ်1နှစ်5နှစ်6 80ခွန်1ခွန်5ခွန်6နောက်ပြီးကျွန်တော်ကြိုက်တင်ကွက်ရွေးပေးမယ်နော်ပြီးကျွန်တော်ကြိုက်တင်ကွက်ကလေးရွေးပေးပါမယ်နော်ထိုင်နေကြည့်နေပါလေဟုတ်ကဲ့ပါနော်ကဲကျွန်တော်ကြိုက်တင်ကွက်ကလေးကဘာဖြစ်မှထင်လဲနှစ်နဲ့ပတ်သက်တဲ့တင်ကွက်ခွန်နဲ့ပတ်သက်တဲ့တင်ကွက်နော်ကြိုက်ရတော့20နှစ်1နှစ်5နှစ်6အကုန်လုံးကောင်းပါလေဗျာနော်20နှစ်1နှစ်5နှစ်6 80ခွန်1ခွန်5ခွန်6ကဏ္ဍလေးတွေကောင်းပါတယ်နော်ကဏ္ဍလေးတွေလှပါတယ်နော်ကဏ္ဍလေးလှပါတယ်ကဲ3000ပြည့်တော့မယ်ဗျာတင်ကွက်ကလေးပြောမယ်2963ရောက်နောက်ထပ်လူလေး30ကျော်လောက်ဝင်လာရင်ရပြီဗျာနော်30ကျော်လောက်ဝင်လာရင်ရပြီဟိုး3000ကျော်သွားပြီကျေးဇူးတင်ပါတယ်ခုလိုအားပေးတဲ့အတွက်ဘယ်သူမှမရှိတဲ့ညာမျိုးမှာတော့ကိုလင်းလိုက်ကိုလူ3000လောက်လာအားပေးတာကျေးဇူးတင်ပါတယ်နော်20နှစ်1 5နှစ်6 80ခုနှစ်ခွန်5ခွန်6ဒါကျွန်တော်ရွေးချယ်ပေးတဲ့ကဏ္ဍလေးတွေပါနော်အဲ့ဒီမှာကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကတော့နှစ်တစ်ကဲနော်နှစ်တစ်ကဲနှစ်6ကဲခွန်တစ်ကဲခွန်6ကဲနော်နှစ်တစ်နှစ်6ခွန်တစ်ခွန်6နော်ဒါကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးတွေပေါ့ကောင်းပါတယ်20နှစ်တစ်နှစ်5နှစ်6လုံးလဲဒါပြောလို့ကဏ္ဍကတော့အကုန်လုံးကောင်းတယ်လို့ပြောလို့ရတယ်ဗျာနော်အဓိကကျွန်တော်ကဘာလဲဆိုတော့နှစ်ခွန်ကို3156နဲ့ကပ်ပေးထားတာနော်ကောင်းတယ်ကီးနဲ့ကပ်ပေးထားတာပေါ့နော်ကီးဆိုတာလေးလုံးကီးလေးနဲ့ကပ်ပေးထားတာပေါ့နော်လေးလုံးကီးလေးနဲ့ကပ်ပေးထားတာနော်ကြိုက်ရင်တော့ထိုးပေါ့နော်မနေ့ကတော့ဒါကပပပဲဆိုပါအဖွဲ့ဝင်တွေကတော့အဖွဲ့ဝင်ဇာလို့ပတ်တိလေးကိုပတ်ပဲနော်ဖွဲ့ဝင်လေးကဖွဲ့ဝင်ကြိုက်တဲ့ကိုလို့ဆက်ရှိကကိုလို့ပါနှစ်ခွန်တဲကိုကြိုက်တယ်ဟုတ်တယ်လှတယ်နှစ်ခွန်တဲလှတယ်နော်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဒီခုကျွန်တော် like နဲ့မိသွားရင် comment ထဲမှာကျွန်တော်ရဲ့ account တစ်ကလေး 2D ကိုလင်း official ဆိုတဲ့ဟာလေးကို subscribe လေးတွေဝင်နှိပ်ပေးထားခဲ့ဦးเนาะပင်ထောက်ပေးထားခဲ့မယ် comment ထဲမှာဝင်ကြည့်အဲ့အပြောင်လေးကိုနှိပ်လိုက်စာတန်းလေးကိုအဲ့ထဲဆိုရင် account ထဲကိုဝင်သွားလိမ့်မယ်အဲ့ကျန် subscribe လေးနှိပ်ပေးထားဟုတ်ပြီလားเนาะကိုလင်း official 2D ကိုလင်း official အဲ့ဒီဖြူလေးနဲ့အားလေးကို subscribe လေးနှိပ်ပေးထားပါ account တစ်ကလေးပါရန်ထားခြင်းလို့ပါเนาะရန်ထားခြင်းလို့ပါเนาะကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲဒီညကျွန်တော်မာလာလေးလည်းမမေ့နဲ့ဘူးเนาะဒီည17နာရီမိနစ်50မှာเนาะကိုရတဲ့ဖျားကုံတော်လေးတစ်ခုခုနဲ့တောက်လျှောက်ရွတ်သွားမယ်12နာရီ5မိနစ်10မိနစ်လောက်အထိကိုရွတ်သွားမယ်เนาะအဲ့ဒါလေးကိုလှုပ်စေခြင်းပါတယ်ငွေမကုန်မဲနဲ့ရတဲ့ကုသိုလ်ပါကျွန်တော်နှစ်ဟောင်းကနေပြီးတော့နှစ်သက်ကိုကုသိုလ်ကောင်းမှုတွေနဲ့ကူးပြောင်းလာတယ်တစ်နှစ်ပတ်လုံးလုံးဝမင်္ဂလာရှိမယ်เนาะဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ချစ်ခင်နေတက်ပြီးအားပေးနေတဲ့ခုနှစ်သားမိမှန်သမျှသည်ကကြီးသုံးပါးမှကင်းဝေးကြပါစေစီးပွားရေးကျန်းမာရေးလူမှုရေးအဆက်အသွယ်အဆင်ပြေကြပါစေအသက်ရှူတိုင်းကိုဝင်ကြပါစေမနှက်ဖန်နှစ်သက်ကနေစပြီးတော့เนาะအသက်ရှူတိုင်းကိုဝင်ကြပါစေဘာပဲလို့အောင်မြင်တဲ့လုံသမျှကျန်သမျှတွေအဆင်ပြေချောမွေ့ပြီးတော့စိတ်ကျန်းမာခြင်းကိုယ်ကျန်းမာခြင်းတုံးတော်တွေပြည့်စုံကြပြီးတော့ပျော်ရွှင်ချမ်းမြေ့သားရာပြည့်စုံတဲ့မိသားစုတွေကိုပိုင်ဆိုင်ကြပါစေလို့ဒုတိလက်ကင်းလင်းချန်ရနေပြီးကိုလင်းရနေပြီးတော့ဆုမွန်တောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမနှက်ဖန်နေခင်တနာရီထိုးနှွေးမဲ့လိုက်မှာပြန်ဆုံးမယ်
အားလုံးပဲကျွန်တော် chicken တက်တဲ့ခုနှစ်သားသမီးတွေဒီဗီဒီယိုမြင်လိုက်တဲ့သူတွေမနက်ဖြန်နေကင်းတနားထိုးနှဲ့မဲ့လိုက်မှာပြန်ဆုံးမယ်အဖွဲ့ဝင်တွေရောနေတိုက်တွေရောအောင်ပွဲခံမယ်ဗျာအောင်ပွဲခံတဲ့ like ကလေးပဲဖြစ်ပါစေလို့ကိုလင်းဆုတောင်းပေးပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲမနက်ဖြန်နေကင်းတနားထိုးနှဲ့မဲ့လိုက်မှာပြန်ဆုံးမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေအားလုံးပဲမနက်ဖြန်နေကင်းတနားထိုးနှဲ့မဲ့လိုက်မှာပြန်ဆုံးမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါ good night ပါမနက်ဖြန်နေကင်းတနားထိုးနှဲ့မဲ့လိုက်မှာပြန်ဆုံးမယ်အားလုံးမတက်တာပါနော်မင်္ဂလာရှိတဲ့နော်ကြာတာမင်းနဲ့7 မိနစ်ကိုပိုင်ဆိုင်ကြပါသေးဗျာအားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါ